sentence ထဲမှာနောင်ရဲ့အလုပ်တာဝန်နားလည်ရင် grammar foundation ခိုင်မယ်။နောင်ဆိုတာပါလေ။နောင်ဆိုတာလူနေရာပစ္စည်းအယူဆတို့ရဲ့အမည်ပါ။ဥပမာ teacher ရန်ကုန် boat left စတာတွေကနောင်တွေဖြစ်တယ်။နောင်ကိုဘယ်လိုဖွဲ့စည်းလဲ။နောင်ကိုကလုံးတဲ့နဲ့လည်းဖွဲ့စည်းနိုင်တယ်။ဥပမာ teacher boat free လိုက်လည်းဖွဲ့စည်းနိုင်တယ်။ဥပမာ a smart student a big house cross လိုက်လည်းဖွဲ့စည်းနိုင်တယ်။ what he said is true နောင်ကိုဘယ်လိုသုံးချလဲ။နောင်ကိုစနစ်ထဲမှာဘယ်လိုသုံးချသလဲကြည့်အောင်။ subject အနေနဲ့ he is a teacher she ဆိုတဲ့နောင်ကို subject အနေနဲ့သုံးပြထားတာဖြစ်တယ်။ object အနေနဲ့ I read a book book ဆိုတဲ့နောင်ကို object အနေနဲ့သုံးပြထားတာဖြစ်တယ်။ complement အနေနဲ့ he is a student student ဆိုတဲ့နောင်ကို complement အနေနဲ့သုံးပြထားတာဖြစ်တယ်။ preposition နောက်မှာ on the table table ဆိုတဲ့နောင်ကို preposition နောက်မှာသုံးပြထားတာဖြစ်တယ်။ဒီလို noun function ၃ချက်နဲ့သဘောပေါက်သွားရင် grammar foundation ခိုင်မယ်